Hello မင်္ဂလာပါဗျာအခုဆိုရင်ကျွန်တော်မြန်မာဆိုင်တစ်ဆိုင်မြန်မာဆိုင်တော့မဟုတ်ပါဘူးအရှမ်းဆိုင်တစ်ဆိုင်ကိုကျွန်တော်ခုသွားပြပါပါအဲ့ဒါတော့ကျွန်တော်ခုတော့ဖွင့်ထားတာတော့ကြာပြီကျွန်တော်ဒီမျိုးရတစ်နေ့ရပြီအားမလို့ဘူးကျွန်တော်အဲ့ဆိုင်တစ်ဆိုင်ကိုကျွန်တော်လိုက်ပြပေးပါကျွန်တော်တို့လိုက်ခဲ့ပေးပါကျွန်တော်တို့အမေကကျွန်တော်တို့ဒီပြည်နယ်မှာဆယ်ကောင်းမှတစ်ခါယူမကြုံဘူးဖြစ်တယ်မိုးကတော့ဒီနေ့ကတော့ရွာလိုက်ပါတယ်ကြည့်ပါဦးဗျာကျွန်တော်တို့ခီးသွားမဲ့ဥစ္စာကိုသွားမယ်ဈေးသွားဝယ်မယ်အောင်ဒါလည်းဗျာကျွန်တော်ကဈေးသွားဝယ်တာကျွန်တော်ဆိုတဲ့ဒီမိုးကြားတဲ့ကျွန်တော်တို့ပွားပြပါမယ်လမ်းမှာသွားနေပါပြီအချင်းမှာမိုးတွေရတယ်ဆိုတော့တဲနေရပဲကျွန်တော်တို့ရမိုးရဆိုတော့တဲနေရပါလေဗျာကျွန်တော်ဒီတော့မှတော့ပစ္စည်းလေးဝယ်မယ်ဆိုတာအကောင်လုံးစိတ်ဝင်စားဖို့နဲ့ကျွန်တော်လိုက်ကြည့်ပြကြပါမိုးရွာတယ်ဆိုတော့အရှိကိုကျွန်တော်တို့မမြင်အောင်ဒါတော့ကားနဲ့ဖြည်းဖြည်းလေးမောင်းသွားရတယ်ပြီးတော့မိုးရွာတဲ့ပုံစံအရှိမှမြူဆိုင်နေတဲ့ပုံစံမျိုးဒါတော့အမေရိကန်မှာဘယ်လောက်ကားတွေပေါ်တယ်ဆိုတာကြည့်ပါဦးဗျာကျွန်တော်တို့ဒီကားတွေကိုလမ်းမေးမှာခလစ်ကစားတရားကိုထပ်ထားတာလောက်ကားတွေပေါ်တယ်အမေရိကန်မှာဒါဆိုရင်ဒါဆိုကားရှိုးလုံးတွေဒီဘက်မှာတော့နီဆန်ဟိုရှိမှာဆိုရင်ထိုးတာတော့ရှာဒီလမ်းတော့ကျွန်တော်ပဲလို့လိုင်းပေါ့ဗျာမကားတွေတော့ရှာဝယ်ကျွန်တော်တို့တွေတော့ဘာနေတဲ့အဲ့လမ်းမှာအဲ့လိုတော့ကားကြတာအရှိအမောင်ပဲလားဘယ်လောက်မိုးလေးကြီးလဲကျွန်တော်တင်တာမှုန်လဲဝင်ကြတော့မသိဘူးတော်တော်ပြင်းနေတာရှိပါမဟယ်လိုခုဆိုရင်ကျွန်တော်တို့ဒီဟာကိုရောက်ပါပြီခုဆိုရင်တို့ကျွန်တော်အထဲကိုစဝင်တော့ပါမယ်ဒါတော့ဗမာတော့မဟုတ်ဒီကိတဲ့ကြီးတော့အင်းကြီးကခေါ်ဆိုင်တယ်ဒါမှတော်တော်ကောင်းတယ်ကျွန်တော်ထဲကိုကြကျွန်တော်တို့ဒီပေးကြဝါကျွန်တော်လိုချင်တဲ့အရာပြီကျွန်တော်လိုချင်တဲ့ကတော့ဒီချက်မောင်ရွက်ပါဒီရတာပြောကြတယ်ဒီဆိုင်မှာတော့ချက်မောင်ရွက်ကတော့တော်တက်တာလေလို့ပြောကြတယ်ကျွန်တော်ဝယ်ကြည့်တယ်ကစီကျွန်တော်ကစဉ်းစားတယ်ကြိုပြီးတော့ကျွန်တော်ဟိုတက်ထည့်တာမော်ရတော့စီတော့ကိုကျွန်တော်ကကြိုပြီးတော့ဒီစရာတွေစီးနေတယ်ကျွန်တော်တလောက်ပဲကျွန်တော်ထည့်ပြီးတော့ချက်စားတာလေကျွန်တော်အဲ့လိုမျိုးတွေလုပ်ကြတယ်ဒီကျွန်တော်ကတော့တခါတလေပဲရဆိုကျွန်တော်3စီးတော့အကုန်လုံးရှားလိုက်တယ်သုံးပါတယ်ကျွန်တော်မြန်မာပြည်ကလေဟို KND တွေဘယ်လိုလဲချက်တော့ရောက်နေချက်တိုင်းဆိုင်ရကောင်းတယ်အဲ့လားကျွန်တော်ကြိုက်ဆုံးအဲ့လားလည်းရှိတယ်ဒီမှာရှိတယ်တော်တော်ဆုံးလားဆုံးရကျွန်တော်ဒီမှာကြည့်တယ်လားဟိုမျိုးဒီတွေဆိုဖုန်းမျိုးဒီတွေမြန်မာဆိုဟိုရှေ့ဒီတွေလေအဲ့ဒါလည်းတော်တော်ကောင်းတယ်ခဝဲဒီဖလုံးဒီတွေအကုန်ရှိတယ်ဒီမှာတော်တော်ဆုံးပါလေဗျာကျွန်တော်ဒီ Asian ဆိုင်ထဲမှာ Asian ဆိုင်ထဲမှာကျွန်တော်ဒီဆုံးနေလည်းပါတယ်လေဆိုရင်ကျွန်တော်ဒီလောတဲ့အဒီမှာဟိုအဲ့လာဝယ်ပြီးတော့အဲ့တနေ့ကတော့ကျွန်တော် Asian market ကိုသွားပါမယ်အကုန်လိုက်ကြည့်ပါတော့မင်္ဂလာပါဗျာအခုဆိုရင်ကျွန်တော်တို့ဝယ်ပြီးတဲ့ဆိုရင်သူတို့ပြောတဲ့ပုံစံမျိုးဒီထဲမှာထည့်ခိုင်းနေတယ်ကျွန်တော်တို့နိုင်ငံသားပြည်တဲ့ဒါထည့်ပေးရမယ်လေဒီနိုင်ငံမှာသူတို့စီကိုင်းရှိအဲ့ဒါကျွန်တော်တို့အဲ့တဲ့နေရာကိုသွားလိုက်ပါဦးခင်ဗျာဟုတ်နေရာဗျာခုနကတော့မိုးတွေရွာနေတာခုတော့မိုးတွေသိသွားပါပြီခုတော့ကျွန်တော်နဲ့သူ Asian market ကိုဝင်ကြည့်အောင်ဗျာဟိုဟောတော့
နေကြဘုရားဒီဘာရှိတော့ဟာခုတော့ဆရာကကျွန်တော်တို့ဒီဟိုအဝယ်ရမယ်ဘယ်လိုဝယ်ကိုကျွန်တော်တို့အဲ့စာနေပါပြီအော်ဒီကဘာကြီးอ่ะကျွန်တော်တို့ဒီဘူဘာတော့ဒီအခုမကောင်းမချွတ်သေးတာကြတော့တစ်စေးပေါ့ခေါင်းချုပ်ပြီးတာတစ်စေးဟိုကကြတော့တစ်စေးအကုန်ချုပ်ပြီးတာဒါပေမဲ့ကျွန်တော်ကဒါကိုဘယ်သဘောကျတယ်ဘာဖြစ်လဲဆိုတော့ဟိုကဒီကြတော့တိတ်ဘောမကြအောင်ကျွန်တော်ချမောင်ကျော်အခုနဲ့မဆောက်တော့တာဟင်အဲ့ဒါကျွန်တော်တူဝယ်လိုက်တယ်ပြီးကျွန်တော်တို့ကမြစ်ကိုရှာကျွန်တော်တို့မြစ်ကပဲတန်းနေဟာမြစ်ရှာမယ်ကျွန်တော်မှမြစ်ကဟိုရှိတော့ဟိုဒီကတူထားတာလေးဆိုတော့ဟိုတမျိုးအဲ့ဒါလေးကျွန်တော်ကြည့်ရတယ်အော်ဒီမှာမရှိဘူးအဲ့ဒီတော့ဒီလက်ရှာနေပါပြီOh, shoot. Oh, da Korea kaya. Oh, baby, mati dah malah silap ni kah, Mucho veneno. Okay. और bamboo shoe slide और बस जो लोजे ने bamboo shoe रो दे भाभी और लोजे ने oh slide oh sorry bamboo shoe and one down हम हो जो लोजे ना डिब्बा में तो ये ने लोग था तो सही हुआ मैं चलो रो बात हो चलो अच्छा माउ जो ले थे हम सरो तैं सा हम बोल दे रो हुआ मैं ना सोए जाबला ओ तुझे जो ले शी बीवी सो अच्छा ना बीवी को ले पाए हुआ मुझे लाइक ने सब बोल ले बाहर या
မဟုတ်အော်ဒီမှာခုဆိုရင်ကျွန်တော်တို့မြန်မာပြည်ကဟိုပါလေပြောမှဆိုရင်ဗာမုတ်ကျွတ်ကြော်ပေါ့အဲ့ဒါဒီမှာလည်းရှိရသေးတယ်တော်ကမိုက်တယ်မုတ်ကျွတ်ကြော်တို့ကြောက်ငယ်တော့စားတဲ့ဥစ္စာလေးတွေအဲ့လိုမျိုးလေးတွေဒီမှာလည်းရှိတယ်ကျွန်တော်အကြိုက်ဆုံးဖျားဝိုက်တယ်အဲ့ဒါတော့ကုန်နေတယ်ဒီနေ့တော့စားကြတာလေဒီမိုးအဝိုင်းနေပြီဒီနေ့ကုန်နေတယ်အဲ့ဒါလေးတွေဒီမှာလည်းရှိတော့ခုဆိုရင်ဝယ်ထုတ်ပြီးတော့ကျွန်တော်ပြန်နေပါပြီဟုတ်ကဲ့ခုဆိုရင်ကျွန်တော်အပြီးသွားတော့ကျွန်တော်အိမ်မှာဘယ်လိုချက်မလဲဆိုတာအဲ့တော့မပြပါဘူးစားလာဗျာကျွန်တော်လည်းမသိဘူးကျွန်တော်မာနာယူတယ်မေးရပါကျေးဇူးပါပဲနော်ဘာမှဒီတပူကျွန်တော်ရိုက်ပြတာအိုးရလာတာပဲဟိုမှာအောင်လေးဘူဒါလီရတဲ့ပြီးတော့လာကြည့်တယ်ကျွန်တော်တို့ရဲ့ခုဆိုရင်ခုချက်နေတာကဒီနေ့ဝယ်လာတဲ့ဟာဒီချမောင်ရွမ်းနဲ့ပစုံရဲ့အဲ့ဒါကိုချက်လာတော့လို့ရအောင်တော့ချက်နေပါလေဟင်ဘော်လေးတပွဲကို oh so yummy wow which